မိတ်ဆွေတို့အတွက်စိတ်ဝင်စားပွဲအကြောင်းအရာများကိုရှာဖွေတင်ဆက်ပေးလေးရှိတဲ့ The Unknowns မြန်မာ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကကျမတို့ The Unknowns မြန်မာကတင်ဆက်ပေးမယ်အတွေးခေါ်ရှင်မျိုးကိုသာလက်ကင်ထားကျင့်သုံးမယ်ဆိုမိတ်ဆွေတို့ရဲ့နေ့ရက်တိုင်းကိုလွယ်လွယ်ကူကူအောင်မြင်မြင်ဖြတ်သန်းနိုင်မယ်ဆိုတာသိပါလား။မိတ်ဆွေတို့သိချင်နေကြတဲ့အတွေးခေါ်ရှင်မျိုးကဘာတွေလဲ။နံပါတ်1ဒေါင်စင်နီလန်ဒေါင်စင်နီလန်ကမိမိကိုယ်ကိုပုံမနားလည်နိုင်စေရန်အတွက်အထောက်အကူပြုတဲ့ဘဝနေနည်းတစ်ခုဖြစ်ပါတယ်။ဒေါင်စင်မရစပြီးတော့ပေါ်ပေါက်လာခဲ့တာလေ။ BC 600စုဝန်းကျင်ကပေါ်ထွန်းခဲ့ပြီးကွန်မြူရှဝါဒဗုဒ္ဓဘာသာနဲ့တရုတ်ရဲ့အဓိကဒသန3ခုပါဝင်တဲ့ထာဝတဲကျင်းကျမ်းကိုရေးသားခဲ့သူလောင်စီကိုအစွဲပြုခေါ်ဝေါ်ခဲ့ရမှတာဝန်စင်ကစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တာပါ။ဂျပန်ကိုရီးယားပြင်အနောက်နိုင်ငံတွေထိပါလွှမ်းမိုးမှုရှိလာတဲ့ဒေါင်စင်တွေးခေါ်ဆိုတာပါလေ။ well လို့ခေါ်တဲ့တဘာဝတိုင်းဖြစ်တဲ့အတိုင်းလက်ခံခြင်းတနည်းအားဖြင့်အတင်းကျပ်မလုပ်ခြင်းရင်းနှီးရန်လိုအတိတ်ပဲရတဲ့စန့်ကျင်ဘက်အရာတွေရဲ့ဟန်ချက်ညီမှုဥပမာပြောရရင်အလေးနဲ့မှောင်အမျိုးသမီးနဲ့အမျိုးသားစတဲ့မတူကွဲပြားခြားနားမှုတွေကိုလက်ခံခြင်းတနည်းအားဖြင့်တော့တဘာဝနဲ့တူရိုးရှင်းစွာရှင်သန်နေထိုင်လက်ခံကျင့်သုံးရမယ့်အယူဆနည်းလမ်းတစ်ခုဖြစ်တယ်။နံပါတ်2 stoic ဆိုတာဘဝရဲ့ပြဿနာတွေကိုအေးဆေးတည်ငြိမ်စွာရင်ဆိုင်ဖြေရှင်းနည်းကိုလမ်းပြပေးတဲ့တမန်နီလိုမှာကြောတဲ့စိတ်ဓာတ်ကိုဖော်ပြတဲ့တသနာတစ်ခုဖြစ်ပါတယ်။ Stoic ရဲ့သမိုင်းကြောင်းအရင်ဆုံးလေ့လာကြည့်ကြအောင်။ Stoic က BC 300စုမှာ Zeno of Citian ခေါ် Greek တသနိကပညာရှင်ကအေသင်မြို့မှာရှိတဲ့ Stoa ဖိုကအနားမှာဟောပြောခဲ့တဲ့အတွက် Stoic အမည်တွင်ခဲ့တယ်။မိတ်ဆွေတို့အတွက် Stoic ကပြောပြပေးမယ်နေ့စဉ်ဘဝမှာအရေးပါတဲ့အချက်၄ချက်။နံပါတ်1မိမိထိန်းချုပ်နိုင်တဲ့အရာများကိုသာအာရုံစိုက်ပါမိတ်ဆွေတို့ရဲ့အပြုအမူတုံ့ပြန်မှုတွေကိုသာမိတ်ဆွေကိုယ်တိုင်ရပဲထိန်းချုပ်နိုင်တယ်ဆိုတာသတိထားပါတခြားသူတွေရဲ့အပြုအမူတွေကိုလိုက်ခံစားပြီးတော့အချိန်ကုန်မခံပါနဲ့နံပါတ်2အခက်အခဲများကိုအခွင့်အလမ်းဖြစ်မြင်ပါဘယ်သူမှဒုက္ခကိုမကြုံချင်ကြပါဘူးရှောင်လွဲလို့မရတဲ့ဒုက္ခတွေကြုံတွေ့လာရပြီဆိုရင်တော့စတိုးရဲ့ယူဆချက်အရဒုက္ခသည်စိတ်ဓာတ်ကြက်ကိုင်မှုကိုတိုးတက်စေသောဘဝသင်ခန်းစာတစ်ခုဆိုတာကိုစင်ချင်သုံးသပ်ပြီးအခက်အခဲများကိုအခွင့်အလမ်းတစ်ခုဖြစ်မိတ်ဆွေကိုယ်တိုင်အသုံးချပါမယ်။နံပါတ်3အလွန်ကျွံစိတ်လှုပ်ရှားမှုမဖြစ်စေဖို့သတိထားဆင်ခြင်ပါစိတ်ခံစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝမ်းနည်းခြင်းပျော်ရွှင်ခြင်းစတဲ့စိတ်ခံစားချက်တွေကိုအလွန်ကျွံမဖြစ်စေဖို့သင်တင်မျှတစွာခံစားတတ်စေဖို့နှလုံးသွင်းဆင်ခြင်ရပါမယ်။နံပါတ်4လူသားချင်းစာနာထောက်ထားမှုကမ္ဘာပေါ်တွင်အသက်ရှင်နေထိုင်ကြသောလူသားအလုံးကိုစင်ကြင်တုံတရားဖြင့်ခွဲခြားဆက်ဆံမှုမရှိဘဲတန်းတူညီမျှစွာစာနာထောက်ထားမှုရှိရမယ့်အချက်တွေဖြစ်တဲ့ရောမအင်ပါရာရဲ့အချမ်းသာဆုံးဧကရာဖြစ်တဲ့မားကတ်အော်ရီလီယက်သည်ဘဝကိုရိုးရိုးရှင်းရှင်းသာနေထိုင်ပြီးစတိုရဲ့တသနာကိုလိုက်နာကျင့်သုံးခဲ့တဲ့ Cognitive Behavior Therapy CBT လို့ခေါ်တဲ့စိတ်ကူထုံတွေမှာလည်းစတိုရဲ့တသနာတွေပါဝင်နေတဲ့အချက်ကိုတွေ့ရတယ်။နံပါတ်3 Ikigai Ikigai ဆိုတဲ့ဝေါ်ဟာရကဂျပန်စကားလုံးIkuru ရှင်သန်ခြင်းနဲ့ခိုင်အကျိုးကျေးဇူးတို့မှဆင်းသက်လာတဲ့ဘဝနေထိုင်ရခြင်းကိုဆိုလိုခြင်းဖြစ်တယ်။ Ikigai ရဲ့နီလန်ကတော့ကိုမေးခွန်းထုတ်ခြင်းဖြစ်တယ်။ဘယ်ဟာတွေကိုသင်နှစ်သက်တယ်လဲ။သင်တက်ကြွတဲ့အတတ်ပညာဘာတွေလဲ။ကဘာကြီးမှာဘာတွေလိုအပ်နေလဲ။ဘယ်ဟာတွေကသင်ကိုဝင်ငွေရရှိစေနိုင်မလဲ။စားတဲ့မေးခွန်းတွေကိုမိတ်ဆွေကိုယ်တိုင်မေးကြည့်ပါ။ကဘာအသက်ရှည်ဆုံးဒေသများတွင်ပါဝင်တဲ့အိုကီနာဝကျွန်းစုမှာရှိတဲ့ဂျပန်လူမျိုးတွေဟာIkigai အယူဆကိုအခြေခံကြအသုံးပြုကြတာတွေ့ရပါတယ်။ဂျပန်လူမျိုးများကIkigai အယူဆကိုကြီးမားသောရှိမှန်းချက်များဖြင့်နေ့စဉ်ဘဝရဲ့ရိုးရှင်းသောပျော်ရွှင်မှုများထဲမှာIkigai ယူဆချက်ကိုကျင့်သုံးကြတယ်။ဒါ့အပြင်နာမည်ကျော်ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Toyota ကIkigai အယူဆကိုကျင့်သုံးနေဆဲဖြစ်တယ်။ Ikigai တွေးခေါ်ဟာနေ့စဉ်ဘဝအတွက်ဘလောက်အကျိုးရှိမလဲ။မိတ်ဆွေတို့ဘဝရဲ့ရှိမှန်းချက်နဲ့ဥတီချက်ကိုပုံမရှင်းလင်းတိကျပြသစေတယ်။စိတ်ဓာတ်ကျန်းမာကြက်ခိုင်ခြင်းကိုတိုးတက်ကောင်းမွန်စေတယ်။နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများဖြင့်လုပ်ငန်းခွင်နဲ့မိမိ personal ဘဝတို့တွင်လည်းစိတ်အားထက်သန်မှုဖြင့်ပြင်းမြောက်အောင်မြင်မှုရရှိစေတယ်။ Ikigai သည်လူတူးချင်းစီအတွက်သာမကအဖွဲ့အစည်းများအတွက်ပါအကျိုးရှိစေနိုင်တဲ့အယူဆတစ်ခုဖြစ်တယ်။မိတ်ဆွေတို့ဘဝအတွက် Ikigai ယူဆကိုကျင့်သုံးခြင်းဖြင့်ပုံမကျဉ်တဲ့ပျော်ရွှင်သောဘဝတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။နံပါတ်4ဝါဘီစာပိသည်ဂျပန်ယဉ်ကျေးမှု၏အနုပညာနှင့်တသနာဆိုင်ရာအယူဆတစ်ခုဖြစ်ပြီးဝါဘီရိုးရှင်းမှုတဘာဝအတိုင်းဖြစ်တည်မှုစာပြီးအချိန်ကြာလာသည်နှင့်အမျှဖြစ်ပေါ်လာသောအိုမင်းမှုမပြည့်စုံမှု၏အလှတရားဟုအတိတ်ပဲရှိတယ်။ဘလို့တွေးခေါ်တွေကဝါဘီစာပြီးရဲ့စိတ်ဝင်စားစရာအချက်တွေဖြစ်မလဲ။နံပါတ်1မပြည့်စုံမှုကိုလက်ခံခြင်းအရာရာတိုင်းတွင်ချုပ်ရင်းချက်အားနည်းချက်ရှိပြီးဖြစ်တည်လာသောတဘာဝအလှကိုနားလည်ရန်နံပါတ်2အချိန်နဲ့တူပြောင်းလဲခြင်းပျက်စီးခြင်းအိုမင်းခြင်းတို့ရဲ့ဖြစ်တည်လာမှုအလှတရားကိုလက်ခံရန်နံပါတ်3
ရိုးရှင်းမှုနှင့်တဘာဝတိုင်းဖြစ်တည်မှုအလားစင်မှုနဲ့ပြီးတဘာဝပစ္စည်းများဥပမာတစ်သားရွှေကြောင်းနဲ့ပြုလုပ်ထားသောလက်မှုပစ္စည်းများကိုတန်မိုးထားမြတ်နိုးစွာအသုံးပြုရန်ဖြစ်တယ်။ဝါဘီစာပီးကိုလက်တွေ့ပွားမှာဘယ်လိုအသုံးချမလဲ။မိမိကိုယ်လက်ခံမှာချုံရင်ချက်အားနည်းချက်များကိုဖုံးကွယ်ရန်မကြိုးစားပဲတဘာဝအလားစစ်ကိုရှာဖွေပျော်ရွှင်မှုကြိုးစားပါ။ပစ္စည်းများကိုရိုးရှင်းစွာရွေးချယ်ပါ။အသစ်ဆက်ဆက်ပစ္စည်းများထက်အကျဉ်းကြာလာသည်နှင့်အမျှရိုးရှင်းနဲ့အလားတိုးလာနိုင်တဲ့အရာတွေကိုတန်မိုးထားဦးစားပေးရွေးချယ်ပါ။အကျဉ်းရဲ့သဘောတဘာဝကိုနားလည်ပါ။ပျက်စီးခြင်းအိုမင်းခြင်းတွေဆိုတာတဘာဝဖြစ်စဉ်တစ်ခုကြောင့်နားလည်လက်ခံပါ။ဒါကြောင့်ဝါဘီချပြီးသည့်ယနေ့ခေတ်စိတ်ဖိစီးမှုများသောဘဝတွင်ကျဉ်းနှံမှုနဲ့ငြိမ်းချမ်းမှုကိုရှာဖွေရန်လမ်းညွှန်ပေးပြီးလက်ကင်ထားကျင့်သုံးပါကဘဝကိုပုံမပျော်ရွှင်စွာနေထိုင်နိုင်မဲ့အတွေးခေါ်တစ်ခုဖြစ်ပါတယ်။နံပါတ်5စီစုပင်လယ်ရည်ကျင်းမှုမှဆင်းသက်လာတဲ့စီစုဟာဘလောက်ပဲခက်ခဲပါစေဆက်လုပ်ပါဆိုတဲ့အတိတ်ပဲတရားပြီးစိတ်ဓာတ်ကြက်ခိုင်မှုဇွဲလုံးလားနဲ့အခက်ခဲတွေပေါ်ရင်ဆိုင်နိုင်စွမ်းကိုဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။စီစုနီလန်းနဲ့တင်ယူရရှိမဲ့မိတ်ဆွေတို့အတွက်အတွေးခေါ်ကောင်း၃ချက်နံပါတ်1ဇွဲလုံးလားရှိမှန်းချက်အတွက်နှစ်ပေါင်းများစွာစူးစမ်းနိုင်စွမ်းနံပါတ်2စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနာကျင်မှုပျောက်ဆုံးမှုပျော်ရွှင်မှုဝမ်းနည်းမှုစတဲ့စိတ်ခံစားချက်တွေကိုရှင်းဆိုင်နိုင်စွမ်းနံပါတ်3လက်တွေ့ကျသောရဲစွမ်းတတိရှိမှုကြောက်ရွံ့မှုရှိပေမဲ့ရဲစွမ်းတတိနဲ့အခက်အခဲများကိုကြော်ဖြတ်ခြင်းဖြစ်တယ်။စီစုကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲ။အခက်အခဲတွေကိုစိန်ခေါ်မှုဖြစ်မြင်မှာဥပမာ project တစ်ခုမအောင်မြင်ရင်ဒါကစီစုအတွေးခေါ်ကိုအသုံးချရန်အချိန်ဖြစ်တယ်လို့မြင်စေဖို့အတွေးခေါ်ဖြစ်တယ်။နေ့စဉ်မိမိရဲ့ကြီးမားသောအောင်မြင်မှုဖြစ်စေသိငယ်သောအောင်မြင်မှုများပါကြည့်ကြပါမိမိကိုငါလုံနိုင်တယ်လို့အားပေးပါနေထိုင်ပါစီစုကြောင်းပုံမလေးလာခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကတော့စီစု2022ကို Netflix မှာရှာကြည့်လို့ရပါတယ်။နံပါတ်6ဟူးကတနည်းအားဖြင့်ဒိမတ်လူမျိုးတွေရဲ့ကမ္ဘာအပျော်ရွှင်ဆုံးလူမျိုးဖြစ်ရခြင်းလျှော့ဝှက်ချက်တစ်ခုဖြစ်တယ်။အခုပြောပြပေးမယ်ဟူးကအတွေးခေါ်သားတည်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝမှာလည်းအပျော်ရွှင်ရဆုံးလူသားတူဖြစ်နိုင်ပါတယ်။ဒိမတ်လူမျိုးတွေရဲ့ပျော်ရွှင်မှုလျှော့ဝှက်ချက်ဟူးကဆိုတာမိအိမ်ဖျောင်းနိုင်များထုံးပြီးအလင်းမိန်နဲ့စားဖတ်ခြင်းချင်ရသူများမိသားစုများနဲ့ကိုကီများစားရင်စကားပြောခြင်းအနွေးတဲ့အထူးတူဝစ်ပြီးကော်ဖီတောက်ခြင်းတစ်သားပရီဘော်ကလက်မှုအိုးခွက်များသုံးခြင်းစားတဲ့ကျင့်သုံးရမယ့်နီလန်အတွေးခေါ်တစ်ခုဖြစ်တဲ့ဟူးကရဲ့ဘဲချက်တွေကမိတ်ဆွေတို့ဘဝကိုတိုးတက်ပြောင်းလဲစေနိုင်ပါလေစိတ်ဖိစီးမှုကိုလျှော့ချပေးတယ်ရိုးရှင်းတဲ့ຢာတွေမှာပျော်ရွှင်မှုရှာရစေတယ်အထီးကျန်မှုကိုလျော့ကျစေတယ်နံပါတ်9နေ့စဉ်မိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝအခက်အခဲတွေကနေခိတ္တအနာယူပြီးဘာမှမလုပ်ပဲနေကြည့်ဘူးလားဒက်စ်လူမျိုးတွေကတော့စိတ်ဖိစီးမှုရှော့ချဖို့ဖန်တီးနိုင်စွမ်းနဲ့စွမ်းအင်ပြန်ပြေဖို့ဘာမှမလုပ်ပဲအနာယူခြင်းအနုပညာနေစဉ်ကိုသုံးလို့ရှိကြပါတယ်။နေစဉ်လို့ခေါ်တဲ့ဘာမှမလုပ်ပဲအနာယူခြင်းအနုပညာဆိုတာနံပါတ်1ပရင်းမောင်နာမှာထိုင်ပြီးမိုးရေရွာချနေအောင်ငေးကြည့်ပါ။နံပါတ်2အိပ်ရပေါ်လှဲပြီးဖုန်းမသုံးပဲအတွေးတွေကိုလွှတ်ထားကြည့်ပါ။နံပါတ်3မြက်ခင်းမြင့်မော်ပလက်လှန်ပြီးတိမ်နေရွေရှားနေအောင်ကြည့်ပါ။နံပါတ်4ကော်ဖီတောင်းရင်လူသွားလူလာကိုအာရုံမထားပဲဒီတိုင်းလေးကြည့်နေပါအဲ့လိုလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးအကျိုးကျေးဇူးတွေကစိတ်ဖိစီးမှုတွေကိုလျှော့ချစေပြီးအုံနောက်ကိုအနာပေးနိုင်တယ်ဖန်တီးနိုင်စွမ်းတိုးတက်ပြီးအတွေ့အသစ်တွေပေါ်လာစေတယ်စွမ်းရင်ပြန်လည်ပြေးနိုင်တာကြောင့်အလုပ်တွေပေါ်ပုံမှန်အာရုံစိုက်နိုင်မှာဖြစ်ပါတယ်နေစဉ်ကတော့မိတ်ဆွေတို့အကြိုက်ဆုံးနီလန်ကောင်းလေးတစ်ခုဖြစ်စေမှာပါနံပါတ်8 Swedish duck cleaning dog standingနောက်ဆုံးနီလန်ကတော့သေဆုံးခြင်းအတွက်အရာဝတ္ထုများကိုကြိုတင်ရှင်းလင်းခြင်းလို့အဓိပ္ပာယ်ရတဲ့ dog standing ကဆွေရင်ရင်ကျင်းမှုတစ်ခုဖြစ်တဲ့အိမ်တန်ရှင်းဆိုတဲ့စကားလုံးကိုရည်ညွှန်းတဲ့တသနာတစ်ခုဖြစ်တဲ့အဆင့်၄ဆင့်ရှိတဲ့ dog standing လုပ်နည်းနံပါတ်1အသက်50သို့မဟုတ်ကျန်းမာရေးပြဿနာရှိလာပြီဆိုရင်သေဆုံးခြင်းအတွက်ကြိုတင်ပြင်ဆင်ထားပါနံပါတ်2အရေးမကြီးတဲ့ပစ္စည်းများကိုအဆင့်လိုက်စီပါဓာတ်ပုံများဆောင်ရွက်စာရမ်းများအသုံးမပြုတော့တဲ့အဝတ်အစားများအလားစင်ပစ္စည်းများနံပါတ်3မိမိသေဆုံးပြီးနောက်မိသားစုဝင်များအတွက်အခက်အခဲမဖြစ်စေရန်မိသားစုဝင်များနဲ့တိုင်ပင်ပါနံပါတ်4မိမိမသေဆုံးခင်အသုံးဆောင်ပစ္စည်းများကိုလှူဒါန်းခြင်းလွှဲပစ်ခြင်းရောင်းချခြင်းလုပ်ပါဆွေရင်လူမျိုးတွေကျင့်သုံးလေးရှိတဲ့ dog standing နီလန်ဟာမိမိသေဆုံးပြီးနောက်မိသားစုတက်ဝင်တုံးမဖြစ်စေလို့စိတ်သက်သာရစေတယ်အသုံးဝင်တဲ့ပစ္စည်းတွေကိုပေးကမ်းလှူဒါန်းမှုကြောင့်ရိုးရှင်းသောဘဝကိုပိုင်ဆိုင်စေတယ်ဘဝတစ်လျှောက်ကအမတ်တရအကြောင်းအရာများကိုပြန်လည်သုံးသပ်နိုင်တယ်ကဲဒီနေ့မှာတော့နေ့စဉ်ဘဝအတွက်အသုံးဝင်မဲ့အရေးကြီးတဲ့အတွေးခေါ်ရှိမျိုးကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့မှာလည်းကျမတို့ရဲ့ The Unknowns မြန်မာ YouTube Channel ကနေဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတော့ Subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ရှင်။